မနာလိုတတ်သောအိမ်ကြီးချင်းရှေးတုန်းကဂရေးမွန်နာဂရိမောင်းထောက်ဆိုတဲ့ရွာငယ်လေးတစ်ရွာမှာရစ်ချက်နဲ့မာရီလို့အမည်ရတဲ့အဖိုးအဖွားနှစ်ဦးနေထိုင်ကြပါတယ်သူတို့မှာသားသမီးမရှိပေမဲ့ရိုမီယိုလို့ခေါ်တဲ့အရန်ချစ်ဖို့ကောင်းတဲ့ခွေးလေးတစ်ကောင်ရှိတာပေါ့ရိုမီယိုလာဦးလေထမင်းစားရအောင်ရိုမီယိုကအဖိုးနဲ့အဖွားကိုအရန်ချစ်ပြီးသူတို့နားကနေဘယ်မှမခွာပါဘူးအဖိုးရစ်ချက်ကလည်းသူကငါတို့အတွက်ပျော်ရွှင်မှုလေးတွေယူဆောင်လာပေးတဲ့ကောင်လေးပဲလို့ပြောလေးရှိပါတယ်တနေ့မှာတော့အဖိုးရစ်ချက်ကဥယျာဉ်ထဲမှာအလုပ်လုပ်နေတော့ရိုမီယိုကတနေရာမှာအငမ်းမရမြေကြီးကိုရက်နေတာကိုသတိထားမိလိုက်တယ်ပြီးတော့အဖိုးနာပြေးလာပြီးဟောင်လိုက်အဲ့ဒီနေရာကိုပြန်ပြေးသွားလိုက်နဲ့လုံနေတာပေါ့အဖိုးလည်းထူးဆန်းတာနဲ့ပေါက်တူးကိုယူပြီးတူးကြည့်လိုက်တဲ့အခါအိုးငါတို့တခုခုတွေ့ပြီထင်တယ်အဖိုးကမြေကြီးထဲကတစ်တာကြီးတစ်လုံးကိုဆွဲထုတ်လိုက်တယ်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တကိုယ်လုံးစွန့်သွားရလောက်အောင်ပဲတစ်တာထဲမှာရွှေတင်ကားပြားတွေတစ်ဖြက်ဖြက်တောက်ပြီးပြည့်ရှံနေတာပေါ့ဒါအိမ်မက်များလားမာရီအိမ်မက်မဟုတ်ဘူးရစ်ချက်ဒါအစ်စ်ကြီးပဲငါတို့ရဲ့ကောင်လေးကငါတို့အတွက်ကံကောင်းခြင်းတွေယူလာပေးတာပဲဒီလိုနဲ့ရိုမီယိုလေးဟာအကောင်းဆုံးအစားအသောက်တွေနဲ့မင်းသားလေးတစ်ပါးလိုဇိမ်နဲ့နေထိုင်ခွင့်ရသွားပါတော့တယ်ဒါပေမဲ့အဲ့ဒီသတင်းကိုမနာလိုဝင်တိုးတက်တဲ့အိမ်ကြီးချင်းယူဆိုရပ်ဆော့ကကြားသွားပါတယ်သူကရိုမီယိုကိုခိုးယူဖို့အောက်တန်းကျတဲ့အကြံတစ်ခုထုတ်လိုက်တယ်ညဘက်အဖိုးကြီးတို့အိတ်နေတော့ဒီခွေးကိုမုံနဲ့မြူပြီးဖမ်းမယ်တဲ့ယူဆိုဟာညဘက်မှာခိုးကြောင်ခိုးဝက်ဝင်လာပြီးအိပ်ပျော်စေတဲ့စိတ်ခတ်ထားတဲ့မုံကိုကျွေးလိုက်ပါတယ်ရိုမီယိုလေးဟာမုံကိုစားလိုက်မိတာနဲ့မူးမိလဲကျသွားပြီးယူဆိုရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်နောက်နေ့မနက်မှာရိုမီယိုပျောက်သွားလို့အဖိုးနဲ့အဖွားကငိုယိုပြီးလိုက်ရှာကြပါတယ်ဒါကိုယူဆိုကဘာမှမသိတယ်လို့နဲ့လက်ပြနောက်လိုက်သွားတာနေမှာပါလို့လောင်ပြောင်ပြီးအားပေးတယ်လို့နဲ့လိန်ညာလိုက်ပါတယ်လူဆိုဟာရိုမီယိုကိုခြံထဲခေါ်လာပြီးငါ့ကိုလည်းရွှေတွေရှာပေးစမ်းလို့ခိုင်းပါတယ်ရိုမီယိုကနေရာတစ်ခုမှာဟောင်ပြလိုက်တော့ယူဆိုကဝမ်းသာအားရတူးတာပေါ့တကယ်ပဲရွှေတင်ကားတွေပြည့်နေတဲ့တက်တာတစ်လုံးရလာပါတယ်ယူဆိုလည်းပျော်သွားပြီးရိုမီယိုကိုခြံစည်းရိုးကြော်ပြီးပြန်လှုပ်ပေးလိုက်တယ်ရိုမီယိုအိမ်ပြန်ရောက်တော့အဖိုးနဲ့အဖွားကအရန်ဝမ်းသာသွားကြပါတယ်ဒါပေမဲ့ယူဆိုကလောဘမတက်နိုင်ပဲနောက်တစ်နေ့မှာအဖိုးတို့အိမ်ကိုပြန်လာပြန်နဲ့ရိုမီယိုကိုငါလမ်းလျှောက်ခေါ်သွားပေးမယ်လေလို့ပြောတဲ့အခါမှာတော့ထူးဆန်းတာတစ်ခုဖြစ်လာပါပြီရိုမီယိုကရုတ်တရက်စကားပြောလိုက်တာပဲဒီလူရုပ်မာနဲ့ငါဘယ်မှမလိုက်ဘူးလူဆိုဟာလန့်ဖြတ်သွားပြီးနောက်ဆုတ်သွားပါတယ်ဒါပေမဲ့ထူးဆန်းတာကအဖိုးနဲ့အဖွားနားထဲမှာတော့ရိုမီယိုကခွေးဟောင်တယ်လို့ပဲကြားရတာပါယူဆိုကဒီခွေးစကားပြောနေတယ်ဒါမော့ခွေးပဲလို့အော်ဟစ်ပေမဲ့ဘယ်သူမှမယုံကြပါဘူးယူဆိုကရွာလူကြီးကိုခေါ်လာပြီးဒီခွေးကစကားပြောတဲ့ဒီလင်မယားကစုံးတက်တွေလေ့ကျင့်နေတာလို့ဆွဆွဲပါတယ်ပြီးတော့သူရထားတဲ့ရွှေတွေကိုတက်တေဖြစ်ထုတ်ပြဖို့တစ်တာကိုဖွင့်လိုက်တဲ့အခါဟာအသေးတွေပါလားရွှေတင်ကားတွေကတဲတွေဖြစ်ကုန်ပါပြီရွာလူကြီးကယူဆိုကိုလိန်ညာမှုခွေးခိုးမှုတွေနဲ့ရွာကနေထာဝရနှင်ထုတ်လိုက်ပါတော့တယ်ယူဆိုရွာကထွက်သွားပြီးနောက်ရိုမီယိုလေးဟာအဖိုးနဲ့အဖွားနားမှာပျော်ရွှင်စွာဆက်လက်နေထိုင်သွားပါတယ်အဖိုးနဲ့အဖွားကတော့သူတို့ရဲ့ချစ်လှစွာသောခွေးလေးဟာတကယ်တော့ထူးခြားတဲ့စွာရှိတဲ့ခွေးလေးဖြစ်တယ်ဆိုတာကိုဘယ်တော့မှသိသွားမှာမဟုတ်ပဲတစ်သက်လုံးပျော်ရွှင်စွာနေထိုင်သွားကြတဲ့